ဒီဇလန်ရဲ့အစမှာတော့ကြောက်မက်ဖွယ်ကောင်းတဲ့အဆင့် shrine တစ်တောနဂါးကြီးတစ်ကောင်ကိုရင်ဆိုင်နေရတဲ့စွန့်စားသူတစုကိုတွေ့ရမှာပါ။အဲ့ဒီနဂါးကြီးကမီးတွေနဲ့မှုတ်ထုတ်ပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုအကြီးအကျယ်ဖျက်ဆီးနေတာကြောင့်စွန့်စားသူတွေလည်းတခြားတနေရာကိုမလူးတာမလဲတာထွက်ပြေးကြရပါတယ်။လယ်သမားလေးအဲဝိန်းအော်ဝိန်းဒီအတော်အတွင်းမှာပဲစိုက်ခင်းတစ်ခုထဲမှာအဲဝိန်းလို့အမည်ရတဲ့လူငယ်လယ်သမားလေးတဦးနဲ့ကျွန်တော်တို့စတင်တွေ့ဆုံကြရပါတယ်။သူဟာမိမိစိုက်ပျိုးထားတဲ့တီးနှံတွေကိုပြုစုယူရရင်ကောင်းမွန်စွာဖြစ်ထွန်းနေတာကိုကြည့်ပြီးကျေနပ်ပီတိဖြစ်နေသူပါ။တီးနှံအချို့ကိုရိတ်သိမ်းပြီးဈေးသို့သွားဖို့ပြင်ဆင်နေတော့မှပဲသူ့ရဲ့ style window အခြေအနေပြပေါင်းကနေအချက်ပေးတံတစ်ခုတက်လာပါတယ်။သူ့ရဲ့လေယာစိုက်ပျိုးရေးကျွမ်းကျင်မှု farming skills အားလုံးဟာ level 10အထိရောက်ရှိသွားပြီးအမြင့်ဆုံးအဆင့် maxed out ကိုရောက်သွားတာပဲဖြစ်ပါတယ်။မမျှော်လင့်ထားတဲ့စွမ်းအားများအဲ့ဒီအချိန်မှာသူ့တငယ်ချင်းတန်ငါသည် tester ရောက်လာပြီးအဲ့ရဲ့အောင်မြင်မှုကိုကြည့်ကအံ့အားသင့်သွားပါတယ်။အဲ့ဟာလယ်သမားတစ်ယောက်ဖြစ်ပေမဲ့ငါးဖမ်းကျွမ်းကျင်မှုမှာတော့ level 10ဖြစ်နေတာကြောင့်တန်ငါသည်ဖြစ်တဲ့ tester တစ်ယောက်နည်းနည်းတော့မနာလိုအောင်ဖြစ်သွားရပါတယ်။လေယာစိုက်ပျိုးရေးကျွမ်းကျင်မှုအလုံးအမြင့်ဆုံးရောက်သွားတဲ့အတွက်အဲ့ဟာကျွမ်းကျင်မှုတွေကိုပေါင်းစပ်ပြီးအဆင့်မြင့်တင်မှု integrate and evolve အထူးအခွင့်အရေးတစ်ခုရရှိခဲ့ပါတယ်။သူကလက်ခံလိုက်တဲ့အခါမှာတော့ natural lover တဘာဝတရားကိုချစ်မြတ်နိုးသူဆိုတဲ့ဖွဲ့ထုကိုရရှိသွားပါတယ်။အဲကဒါဟာဘာကိုဆိုလိုမှန်းနားမလည်နိုင်ခင်မှာပဲ tester ကအဲရဲ့အခြေအနေကိုကြည့်ပြီးဟင်ကနေဖြစ်သွားပါတယ်။အကြောင်းကတော့အဲမှာ status points 65သူညတိုက်ခိုက်ရေးစွမ်းရည် attack 83သူညကျော်ခုခံရေးစွမ်းရည် defense 45သူညအထိရုတ်တရက်ရှိနေလို့ပဲဖြစ်ပါတယ်။မုံလာဦးနီတဦးရဲ့အစွမ်းသူတို့နှစ်ယောက်အံ့ဩနေကြပေမဲ့အဲကတော့ဈေးသွားဖို့ရှိတာကိုတတိယပြီးမြို့တော်ကိုအပြေးလွှားထွက်လာခဲ့ပါတယ်လမ်းမှာတော့စောကနဂါးကြီးကစွန့်စားသူတွေကိုတိုက်ခိုက်နေတာကိုသူလမ်းမြင်လိုက်ရပါတယ်။စွန့်စားသူတွေဟာနဂါးကိုလုံးဝမရှင်နိုင်ပဲစုတ်ခွာဖို့ပြင်နေကြတာပါ။အဲကသူတို့ကိုကူညီချင်တာကြောင့်နဂါးအာယုံပြောင်းသွားအောင်လက်ထဲကမုံလာဦးနီတဦးနဲ့ပြစ်ပေါက်လိုက်ပါတယ်။ဒါပေမဲ့မထင်မှတ်ပဲအဲ့ဒီမုံလာဦးနီကနဂါးကိုထိမှန်သွားပြီးနဂါးကြီးဟာတစ်ချက်တည်းနဲ့တင်ပောက်ကွဲထွက်သွားပါတော့တယ်။အဲ့ဒီဖြစ်ရဲ့ကြောင့်စွန့်စားသူတွေအားလုံးကြောင့်အံ့နဲ့အံ့ဩမြင်သက်ကြံရစ်ခဲ့ကြပါတော့တယ်။